အာဆင်နယ်နဲ့အပြိုင်မန်ယူလူမဲ့လူငယ်ကျယ်ပွင့်မန်ယူနဲ့အာဆင်နယ်တို့ဘယ်ဂျီယန်နောက်ခံလူကိုခေါ်ယူဖို့အတွက်အပြိုင်ကြိုးပမ်းနေကြပါတယ်ကလပ်ဘရူးအသင်းရဲ့ဘယ်နောက်ခံလူယော့ကွင်းဆေးကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေကြတာဖြစ်ပါတယ်အသက်22နှစ်ရွယ်ယော့ကွင်းဆေးကပြိုတိုင်းကျတဲ့နှင်းစီကိုင်ဖြစ်နေတာပါသူ့ကိုဗီလာနဲ့နျူကာဆယ်တို့ပြင်ပေါ်တူဂီအင်အားကြီးအသင်းတွေဖြစ်တဲ့ဘန်ဖီကာနဲ့ပေါ်တိုတို့ကလည်းစိတ်ဝင်စားနေပါတယ်ယော့ကွင်းဆေးကကလပ်ဘရူးအသင်းမှာပုံမှန်ကစားခွင့်ရနေသူလည်းဖြစ်ပါတယ်မကြသေးကကျင်းပခဲ့တဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာလည်းဘယ်ဂျီယန်လက်ဝဲစင်အသင်းရဲ့လူစင်းထဲမှာပါခဲ့တယ်စပိန်အသင်းကိုရှုံးနေခဲ့တဲ့2026ကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲမှာလည်းယော့ကွင်းဆေးကပါဝင်ကစားခဲ့ပါတယ်ကလပ်ဘရူးအသင်းဘက်ကတော့ယော့ကွင်းဆေးကိုအလင်းမြန်ရောင်းချဖို့ဆန္ဒရှိမနေပါဘူးသူရဲ့စာချုပ်မှာလည်းတက်တန်းက3နှစ်ကျန်ရှိနေသေးတာဖြစ်တဲ့အတွက်အလွယ်တကူလက်လွတ်မဲ့အခြေအနေတော့မရှိပါဘူးဒါပေမဲ့မဖြစ်မနေရောင်းချမယ်ဆိုရင်တော့သူတို့ရဲ့လူငယ်ကျယ်ပွင့်အတွက်ယူရို35သန်းပေါင်သန်း30ဝန်းကျင်လောက်တောင်းဆိုသွားမယ်လို့သိရပါတယ်ဒီတန်ကြီးကမန်ယူအသင်းအတွက်တော့အတားအဆီးတစ်ခုတော့လည်းမဟုတ်ပါဘူးမန်ယူကဘယ်နောက်ခံလူနေရာအတွက်ရေရှည်အသုံးပြုနိုင်မဲ့ကစားသမားတို့ကိုရှာဖွေနေတာဖြစ်ပါတယ်လူချောကဒဏ်ရာပြဿနာမကြာခဏရတတ်လို့အစားထိုးစရာဖြစ်တဲ့ယော့ကွင်းဆေးကိုပြစ်မှတ်ထားလာနေတာပါဒါပေမဲ့ဒီနွေရာသီမှာပဲယော့ကွင်းဆေးကိုခေါ်ယူဖို့ဆုံးဖြတ်သွားမလားဒါမှမဟုတ်တခြားလိုအပ်တဲ့ကစားသမားတူကိုခေါ်ယူဖို့အတွက်ဦးစားပေးပြီးနောက်ပိုင်းမှာဆက်လက်လှုပ်ဆောင်သွားမလားဆိုတော့မန်ယူရဲ့ဆုံးဖြတ်ချက်ကိုဆက်လက်စောင့်ကြည့်ရပါမယ်အာဆင်နယ်ဘက်ကလည်းကင်းတောက်ဘွဲကယော့ကွင်းဆေးအကြောင်းအသေးစိတ်အစီရင်ခံစာကိုနီးပြအာဒီဒါစီကိုတိုက်ရိုက်တင်ပြထားတယ်လို့သတင်းတွေထွက်ထားပါတယ်အာဆင်နယ်ကယော့ကွင်းဆေးကအသင်းရဲ့ကစားကွက်နဲ့ကိုက်ညီမဲ့ကစားသမားတူလို့ယုံကြည်နေပြီးခံစစ်ပိုင်းမှာခိုင်မာသလိုတောင်ပန်ကနေတိုက်စစ်ပိုင်းဖန်တီးပေးနိုင်တဲ့အရေးသွေးလည်းရှိတယ်လို့သုံးသပ်ထားကြပါတယ်အရက်မြင့်9ပေဆယ်လမရှိတဲ့ယော့ကွင်းဆေးကိုဗီလာကလည်းလာမယ့်ရာသီချန်ပီယံလိမှာအသင်းသုံးနိုင်မဲ့အရေးသွေးရှိလူငယ်တဦးဖြစ်နေရည်ရွယ်ထားလို့သိရပါတယ်ယူရိုပါလိချန်ပီယံအက်စတွန်ဗီလာအသင်းကသူတို့ရဲ့ဘယ်နောက်ခံလူလူကတ်ဒင်းကို PSG အသင်းထံရောင်းချလိုက်ပြီးတဲ့နောက်ယော့ကွင်းဆေးရဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုနဲ့အရေးသွေးကိုအထူးသဘောကျနေတာဖြစ်ပါတယ်ဘန်ဖီကာနဲ့ပေါ်တိုအသင်းတို့ကလည်းယော့ကွင်းဆေးရဲ့ကစားသမားဘဝတိုးတက်ဖွံ့ဖြိုးရေးအတွက်သူတို့အသင်းတွေကအကောင်းဆုံးပတ်ဝန်းကျင်တစ်ခုကိုပေးစွမ်းနိုင်လိမ့်မယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ပရီးမီးယားလိအသင်းတွေရဲ့ငွေကြေးအင်အားတွေကြောင့်အဆိုပါပေါ်တူဂီအသင်းတွေကခေါ်ရွေးပြိုင်ပွဲမှာနောက်ကျကြံရစ်နေနိုင်တာဖြစ်ပါတယ်အဓိကဖြင့် right back full back ဖြစ်နေကစားနိုင်တဲ့ကစားသမားပါဒါပေမဲ့မန်ယူနဲ့အာဆင်နယ်တို့က left back အတွက်ပါစိတ်ဝင်စားနေလို့သူ့ရဲ့တောင်ပန်ကစားနိုင်စွမ်းနဲ့ knee slip ပိုင်း flexibility ကိုအသင်းကြီးတွေကသဘောကျနေတဲ့ပုံစံမျိုးတက်ရောက်နေပါတယ်သူ့ရဲ့အားသာချက်ကတော့တောင်ပန်တွေမှာအမြန်နှုံးနဲ့အတက်ဆင်းလုပ်ပြီးတော့ကစားနိုင်တာတိုက်စစ်မှာဖန်တီးမှုကောင်းမွန်တာ1vs1ခံစစ်မှာကောင်းမွန်တာတွေရုပ်ပိုင်းဆိုင်ရာတန်မာတာတွေပြီးတော့လူငယ်ဖြစ်ပေမဲ့ tactical awareness ကောင်းတာတွေဟာသူ့ရဲ့ထူးခြားပြောင်းပြောင်းတဲ့စွမ်းရည်တွေလို့အသင်းတွေကသုံးသပ်ရှုမြင်နေကြပါတယ်မန်ယူနဲ့အာဆင်နယ်တို့ကစိတ်ဝင်စားရတာကတော့အဓိကအသက်ငယ်ငယ်နဲ့လက်ဝဲစင်အတွေ့အကြုံနဲ့ Club Brugge အသင်းအတွက်ပုံမှန်ကစားခွင့်ရထားတဲ့အတွေ့အကြုံတွေကြောင့်လည်းထိတ်ဆုံးကပါဝင်နေပါတယ်ယော့ကွင်းဆေးကလက်ရှိချိန်ဒီ Club Brugge အသင်းအတွက်ပွဲပေါင်း68ပွဲပါဝင်ကစားပေးထားပြီးတော့သူ့ရဲ့ငယ်ဘွားကလေးကအားပေးခဲ့တဲ့ Club Brugge အသင်းနဲ့အတူရာသီတစ်ကိုလည်းစတင်ပြီးတော့ပွဲထွက်ကစားနေပြီဖြစ်ပါတယ်ဒါမဲ့လာမယ့်ရက်သတ္တပတ်တွေမှာတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိစ္စတွေပုံမိုပြီးတော့မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာနိုင်ွယ်ရှိပါတယ်မန်ယူရဲ့ဘယ်ချမ်းအတွက်ယော့ကွင်းဆေးကအသုံးဝင်မဲ့သူဖြစ်လာမယ်လို့ရှုမြင်မိပါတယ်အဲ့တော့ United ပရိသတ်တွေရောဘယ်လိုမြင်လဲဒီကစားမကအသင်းအတွက်ပံ့ပိုးမှုတစ်စုံတရာပေးနိုင်မှာလားခုချက်ချင်းခေါ်ဖို့တကယ်ပဲလိုအပ်နေတဲ့ကစားမအဖြစ်နဲ့တွေးထင်ထားလို့ရလားကိုယ့်ရဲ့အမြင်ကိုလည်းသုံးသပ်ပြောကြားပေးခဲ့ပါဦး